ချစ်သူရည်စားအိမ်တောင်ဖတ်ဒါမှမဟုတ်စန့်ကျင်ဘက်လိန်တွေနဲ့စကားပြောရတာတခါတလေကဘာကျိုးနှစ်ခုကလူလေးစကားပြောနေရတယ်လို့ဘာသာစကားချင်းမတူဘူးလို့သင်ခန်းစားဖို့ပါသလားကိုကစေတနာနဲ့ပြောတာကိုတစ်ဖက်ကအထင်လွဲသွားတာမျိုးပြဿနာသေးသေးလေးကနေစကားတွေများပြီးအကြီးကြီးဖြစ်သွားတာမျိုးတွေကြုံဘူးကြမှာပါဒါဆိုရင်ဒီစာအုပ်ကသင်ဘဝကိုဘယ်လိုပြောင်းနိုင်လဲနမဲကျော်စိတ်ပညာရှင်နဲ့ဆက်ဆံရေးရေးရာအတိုင်းပင်ဖို့ကို John Gray ရေးသားထားတဲ့ Men are from Mars, Women are from Venus အမျိုးသားများသည့်အင်ကာချိုမှအဖြစ်ပြီးအမျိုးသမီးများသည့်တောက်ကြချိုမှအဖြစ်တည်ဆိုတဲ့ဒီစာအုပ်ကတော့လိင်နဲ့ခုံကြားကကွာခြားချက်တွေကိုနားလည်စေပြီးတင်းရဲ့အချီရေးအိမ်တောင်ရေးနဲ့လူမှုဆက်ဆံရေးတွေကိုလုံးဝပြောင်းလဲကောင်းမွန်သွားစေမဲ့လမ်းညွှန်ချက်တစ်ခုပဲဖြစ်ပါတယ်။စာအုပ်အထူးကြီးတွေဖတ်ဖို့အချိန်မဖိနိုင်တဲ့သူတွေဒါပေမဲ့ဆက်ဆံရေးတွေကိုတော့ပုံမိုခိုင်မြဲကျင်သူတွေအတွက်ရည်ရွယ်ပြီးဒီစာအုပ်ရဲ့အဖိုးတန်ဆုံးသင်ခန်းစာတွေကိုအနှစ်ချုပ်တင်ဆက်ပေးလိုက်ပါတယ်။ဒီစာအုပ်ရဲ့အဓိကအယူအဆကတော့ယောက်ျားလေးတွေနဲ့မိန်းကလေးတွေဟာအုံနောက်အလုပ်လုပ်ပုံစိတ်ခံစားမှုနဲ့ဆက်သွယ်ပြောဆိုပုံတွေမှာလုံးဝမတူညီကြဘူးဆိုတာပါပဲ။ယောက်ျားတွေကအင်္ဂါချိုကလာပြီးမိန်းမတွေကတောက်ကြချိုကလာတယ်လို့မျိုးတဘာဝချင်းကွာခြားပါတယ်။အဲ့ဒီကွာခြားချက်တွေကိုတီးထားမှသာနားလည်မှုလွဲတာတွေကိုရှောင်ရှားနိုင်မှာပါ။ပြဿနာတွေကိုချင်းခတ်ပုံမတူညီခြင်း Mr. Fix-It versus Wanting to be Heard ယောက်ျားလေးတွေရဲ့တဘာဝကပြဿနာတစ်ခုကြုံလာရင်ချက်ချင်းဖြေရှင်းပေးရှင်ကြပါတယ်။သူတို့ကို Mr. Fix-It လွယ်တယ်လို့ခေါ်လို့ရပါတယ်။မိန်းကလေးတွေကြတော့ပြဿနာတစ်ခုကိုရင်းဖွင့်တဲ့အခါအဖြေရှာပေးဖို့ထက်သူတို့ရဲ့ခံစားချက်ကိုနားထောင်ပေးဖို့နဲ့စာနာပေးဖို့ကိုသာလိုချင်ကြတာပါ။ဥပမာဇနီးဖြစ်သူကဒီနေ့အလို့မှာအယမ်းပင်ပန်းတာပဲတထေးကလည်းစူသေးတယ်လို့ရင်ဖွင့်တဲ့အခါခင်မွန်ကအဲ့ဒါဆိုလဲအလို့ထွက်လိုက်လေတခြားအလို့ပြောင်းလို့ပေါ့လို့အဖြေထုတ်ပေးတတ်ပါတယ်တကယ်တော့ဇနီးတဲ့လိုချင်တာကအလို့ထွက်သူအကြမ်းကြမ်းမဟုတ်ပဲဟုတ်လားအယမ်းပင်ပန်းသွားပြီပေါ့လာနားလိုက်အောင်ဆိုတဲ့နားလေစာနာမှုမျိုးသားဖြစ်ပါတယ်နေ့စိတ်ဖိစီးမှုကိုတုံ့ပြန်ပုံကွာခြားခြင်း The cave versus talking it out စိတ်ဖိစီးမှုတွေများလာတဲ့အခါယောက်ျားလေးတွေကသူတို့ရဲ့ကိုယ်ပိုင်ကဘာတွေကိုဝင်သွားတတ်ကြပါတယ်။တယောင်သေးတိစိတ်နေပြီးပြဿနာကိုစဉ်းစားချင်ကြပါတယ်။မိန်းကလေးတွေကြတော့စိတ်ဖိစီးလာရင်သူများတွေကိုပြောပြရင်ဖွင့်လိုက်ရမှ talk it out ဆိုတာစိတ်သက်သာရသွားတတ်ကြပါတယ်။ဥပမာယောက်ျားဖြစ်သူစိတ်ရှုပ်လာတဲ့အခါစကားသိမ့်မပြောဘဲဂိမ်းထိုင်ဆော့နေတာမျိုးဒါမှမဟုတ် TV ထိုင်ကြည့်နေတာမျိုးလုပ်တတ်ပါတယ်။အဲ့ဒီအခါမိန်းကလေးကသူငါ့ကိုဂယုမဆိုင်တော့ဘူးငါ့ကိုစကားမပြောဘူးဆိုပြီးအထင်လွဲသွားတတ်ပါတယ်တကယ်တော့သူဟာပြဿနာကိုဖြေရှင်းဖို့ဂူးအောင်နေတာသာဖြစ်ပြီးအချိန်တန်တော့ပုံမှန်တိုင်းပြန်ဖြစ်သွားမှာပါအဲ့ဒီအချိန်မှာသူ့ကိုအတင်းစကားသွားမပြောဘဲအေးဆေးထားပြလိုက်ဖို့လိုပါတယ်3အချစ်ကိုအမှတ်ပေးစနစ်ချင်းမတူညီခြင်း scoring points differently ယောက်ျားလေးတွေကအချစ်ကိုဖော်ပြတဲ့အခါအရာကိုအရွယ်အစားနဲ့တိုင်းတာတတ်ကြပါတယ်တန်ဖိုးကြီးတဲ့ကားတစ်စီးဝယ်ပေးရင်အမှတ်100ရမယ်ပန်းတပွင့်ပေးရင်အမှတ်1ပေးရမယ်လို့ထင်ကြပါတယ်မိန်းကလေးတွေကြတော့ဘလော့ပဲကြီးသေးအရာအားလုံးကိုတမတ်ပဲလို့တတ်မှတ်ကြပါတယ်သူတို့အတွက်ကပစ္စည်းရဲ့တန်ဖိုးထအမြဲတမ်းဂရုစိုက်ပေးမှု consistency ကပိုအရေးကြီးပါတယ်ဥပမာယောက်ျားကမိန်းမကိုနိုင်ငံခြားခရီးစဉ်တစ်စီးအကြီးကြီးပို့လိုက်ရင်ငါတာဝန်ကျဲပြီးလူထင်ပြီးကြာတဲ့နေ့တွေမှာဂရုမစိုက်ပဲနေတတ်ပါတယ်ဒါပေမဲ့မိန်းကလေးအထွက်ကအဲ့ဒီခရီးစဉ်ကြီးလဲတမတ်ပါပဲနေ့တိုင်းဖုံးလေးဆက်တာအိမ်ငလုတ်လေးဝိုင်းကူလုပ်ပေးတာပန်းလေးတပွင့်ဝဲလာတာမျိုးစောက်တဲ့တီးငယ်လေဂယုဆိုင်မှုလေးတွေနေ့တိုင်းရနေတာကသူတို့ကိုပိုမိုပျော်ရွှင်စေတတ်ပါတယ်၄စိတ်ခံစားမှုသင်ရများ The rubber band versus the wave ယောက်ျားလေးတွေရဲ့သင်ရောစဉ်ဟာ rubber ကွင်းနဲ့တူပါတယ်အရန်နီးကလာတဲ့အခါအလိုနောက်ကိုနည်းနည်းပြန်ဆုပ်သွားခြင်းနဲ့တမာဝါရှိပါတယ်ပြီးမှအားဖြည့်နဲ့ပြန်ကတ်လာတတ်ပါတယ်မိန်းကလေးတွေရဲ့စိတ်ခံစားမှုကတော့လွှမ်းပုံလုံနေပါပဲတခါတလေအယမ်းပျော်ပြီးတက်ကြွနေပေမဲ့တခါတလေဘာအကြောင်းပြချက်မရှိပဲစိတ်တက်ကြပြီးအောက်ခြေကိုရောက်သွားတတ်ကြပါတယ်ဥပမာမိန်းကလေးတယောက်လုတ်တရက်စိတ်တက်ကြပြီးငိုနေတဲ့အခါယောက်ျားလေးကငါဘာအမားလုပ်မိလို့လဲလို့ထင်တတ်ပါတယ်တကယ်တော့ဒါဟာလွှမ်းဖုံလေးအောက်ရောက်သွားတဲ့အချိန်ချစ်လို့အပြစ်မရှာပဲဘေးနားကနေနွန်းထွေးဖတ်ထားပေးလိုက်ရုံနဲ့လွှမ်းဖုံလေးပြန်တက်လာမှာဖြစ်ပါတယ်ဒီစာအုပ်ထဲကအချက်တွေကလက်တွေ့ဘဝမှာဘယ်လောက်ထိမှန်လဲဆိုတာကိုကိုယ်တိုင်ပြန်စဉ်းစားမိပါတယ်ကိုယ်တိုင်လည်း assignment တွေ projects တွေကြားမှာပိတ်မိပြီးစိတ်ဖိစီးမှုတွေအထွတ်ထိပြောင်းလာတဲ့အချိန်တွေရှိပါတယ်
အဲ့ဒီလိုအလုပ်တွေအယမ်းများပြီးစိတ်ရှုပ်နေတဲ့အခါကိုချစ်ရတဲ့သူတွေမိသားစုပဲဖြစ်ဖြစ်ချစ်သူပဲဖြစ်ဖြစ်နဲ့စကားပြောရင်စိတ်မရှိတော့ပဲအတန်မာသွားတာမျိုးဘာမှမပြောပဲကိုပါလာတိတိလီခွဲထွက်နေလိုက်ချင်တာမျိုးတွေမကြာခဏဖြစ်တတ်ပါတယ်အရင်ဆိုတစ်ဖက်ကဒါကိုနားမလဲပဲဘာလို့စကားမပြောတာလဲဘာဖြစ်နေတာလဲလို့ထပ်ခါတလဲနာမင်းရင်ပိုပြီးဒေါသထွက်ပိုပြီးပြဿနာကြီးထွားတတ်ပါတယ်ဒီစာအုပ်ကိုဖတ်ပြီးမှသာကိုယ့်ရဲ့တုံ့ပြန်ပုံတွေကတဘာဝအရာဖြစ်နေတာဆိုတာရဲ့တစ်ဖက်လူမှလည်းသူနီးသူဟာနဲ့စိတ်ဖိစီးမှုကိုတုံ့ပြန်ပုံ talking it out ရှိတယ်ဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်ဒီမတူညီချက်လေးတွေကိုနားဆယ်သွားတဲ့အခါအလုပ်တွေဘလောက်ပဲများစာရီဘလောက်ဖိစီးဆက်ဆံရေးတွေမှာအထင်လွဲမှုတွေအချီးနီးရန်ဖြစ်ရတာတွေတိတိတသာရောကြသွားပါတယ်ဒီစာအုပ်ကပေးချင်တဲ့အဓိကသတင်းစကားကတော့နားလည်မှုဆိုတာတစ်ဖက်လူကိုကိုလိုမျိုးတွေးခေါ်လာအောင်ပြောင်းလဲပစ်ခြင်းမဟုတ်ဘဲသူနဲ့ကိုမတူညီဘူးဆိုတဲ့အချက်ကိုအတိအမှတ်လက်ခံပေးခြင်းတာပါဆိုတာပါပဲယောက်ျားလေးတွေကအင်္ဂါကြိုးကလာသလိုမိန်းကလေးတွေကတောက်ကြကြိုးကလာသလိုမျိုးတဘာဝချင်းကွာခြားပါတယ်အဲ့ဒီကွာခြားချက်တွေကိုတီးထားမှသာနားလည်မှုလွဲတာတွေကိုရှောင်ရှားနိုင်မှာပါသူတို့ရဲ့မတူညီတဲ့ဘာသာစကားတွေကိုနားလည်အောင်ကြိုးစားသည်အပြန်အလှန်လေးစားမှုပေးနိုင်ခဲ့ရင်တင်းရဲ့ဆက်ဆံရေးဟာအမြဲတမ်းတာယာပျော်ရွှင်နေမှာအသေးအကြပါပဲ